အားလုံးပဲမင်္ဂလာပါ JS and IT Knowledge Channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းကတော့ Raster Calculator Tools အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ရှေ့ရသင်ခန်းစာတွေမှာတော့ Vector Data တွေနဲ့ပတ်သက်ပြီးတော့ Data Management လုပ်တာတွေ Data တွေ Analyze လုပ်တာတွေဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တယ်ခုသင်ခန်းစာမှာတော့ Raster Data တွေနဲ့ပတ်သက်ပြီးတော့ Analysis လုပ်တဲ့အပိုင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီ Raster Data ကို Analyze လုပ်တဲ့အချိန်မှာအခြေခံအကြဆုံး MathAlgebra တွေက Raster Calculator Tools လေးကိုစပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့MathAlgebra ဆိုတာပါလေအဲ့တော့ MathAlgebra ဆိုတာကျွန်တော်ဒီ GIS ထဲမှာ raster layer တစ်ခုဒါမှမဟုတ်လို့ရှိရင် raster layer တစ်ခုတည်းပို့တဲ့ layer တွေကို pixel by pixel ပေါ့နော် pixel တစ်ခုချင်းစီအလိုက်ကျွန်တော် mathematical operation တွေနဲ့ချိတ်ဆက်တွက်ချက်ရတဲ့ concept ပဲဖြစ်ပါတယ် raster data တွေမှာဆိုလို့ရှိရင်သူဒီ raster data တစ်ခုချင်းစီလိုက်ကျွန်တော် cells တွေနဲ့ဖွဲ့စည်းထားတယ်အဲ့တော့ဒီ cell တစ်ခုချင်းစီလိုက် value တန်ဖိုးတွေရှိတယ်အဲ့တော့ဒီ value တန်ဖိုးတွေကို mathematical expression တွေနဲ့ pixel နေရာအလိုက် calculate လုပ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီ MathAlgebra ကိုအဓိကအားဖြင့်ကျွန်တော် operation မျိုးစား၄မျိုးခွဲထားနိုင်တယ်နံပါတ်1 operation ကတော့ local operation ပေါ့ local operation ဒီ pixel by pixel တစ်ခုချင်းလိုက်ပေါ့နော်ဒီ pixel တစ်ခုချင်းစီလိုက် pixel by pixel တွက်ထုတ်တဲ့ဟာပေါ့ဒါကိုကျွန်တော်ဒီ pixel လေးတစ်ခုချင်းလိုက်တွက်ထုတ်တဲ့ဟာဒီlocal operation လို့ခေါ်ပါတယ်နောက်တစ်ခုကတော့focal ဒါမှမဟုတ်လို့ရှိရင် neighborhood operation ပေါ့အဲ့တော့ focal neighborhood operation မှာဆိုလို့ရှိရင်ဒီ pixel နဲ့သူ့ရဲ့ဘေးเนาะ origin ပေါ့နော် origin pixel တွေပေါ့အခြေခံပြီးတော့တွက်ချက်တဲ့ဟာမျိုးတွေဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ဘယ်နေရာမှာတွက်ချက်လဲဆိုကျွန်တော်တို့ slope တွေတွက်တဲ့အချိန်တွေပြီးလို့ရှိရင် accept တွေ height shape တွေပေါ့ဒီလိုမျိုးတွက်တဲ့အချိန်တွေမှာဒီ focal operation ကိုအသုံးပြုတယ်နောက်တစ်ခုကတော့ကျွန်တော်တို့က zonal operation ပေါ့ zonal operation ဆိုတာဇုံတစ်ခုအတွင်းမှာရှိနေတဲ့ statistic တွေကိုကျွန်တော်တို့ကတွက်ထုတ်တဲ့အချိန်မှာအသုံးပြုတယ်ပေါ့ဥပမာဆိုဒီဗမော်ခရိုင်ပေါ့ဒီဗမော်ခရိုင်အတွင်းမှာရှိနေတဲ့ကျွန်တော်တို့မိုးရေချိန် mean value တွေ sun value တွေ average value တွေဒီလိုမျိုးတွက်ချက်တဲ့အချိန်တွေမှာဆိုလို့ရှိရင် zonal operation ကိုအသုံးပြုတယ်နောက်ဆုံးတစ်ခုကတော့ global operation ပေါ့ global operation ဆိုတာကကျွန်တော်ဒီမှာထည့်ထားတဲ့ဒီ data set ပေါ့နော်ဒီရဲ့တစ်ခုလုံးပေါ်မှာ model ပြီးတော့သူကဘာတွေကိုတွက်လဲဆိုလို့ရှိရင် water shade တွေ basin တွေ flow direction တွေပေါ့သူကတော့ဒီတစ်ခုလုံး data set တစ်ခုလုံးပေါ်မှာမူတည်ပြီးတော့ကြာသူကတွက်ပေးတာပေါ့နော်ဒါကိုကျွန်တော်တို့က global operation လို့ခေါ်ပါတယ်ဒါသည်ကျွန်တော်တို့ဒီ MathAlgebra ကနေတွက်ထုတ်တဲ့ဟာတွေပေါ့နော်အဲ့တော့ raster calculator ဆိုတာဘာလဲပေါ့ raster calculator ဆိုတော့အခုနဲ့ MathAlgebra အသုံးပြုအတွက်အကောင်းဆုံး UI tools လေးတစ်ခုပဲဖြစ်ပါတယ်တော့ဒီ test box ထဲမှာကျွန်တော်က formula တွေ function တွေရေးပြီးတော့ကြာ output raster တွေကိုထုတ်ပေးနိုင်ပါတယ်အဲ့တော့လက်တွေ့ကျွန်တော်တို့သုံးကြည့်ရအောင်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် data တွေကိုရှင်းပြမယ်ပေါ့ဒါဒီကျွန်တော်ရဲ့ digital elevation model ပေါ့နော် DEM download ချတဲ့ DEM ဖြစ်ပါတယ်ဒါတော့ကျွန်တော်ဗမော်ခရိုင်ရဲ့ district boundary ဖြစ်ပါတယ်အဲ့တော့ DEM data ကြီးက data set ကြီးကများနေတော့ analyze လုပ်ရင်ကြာနေမှာဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ဒီဗမော်ခရိုင်လိုဖြတ်ထုတ်လိုက်မှာ extract လုပ်လိုက်မှာ extract နည်းဒီရှေ့ရဲ့ basis မှာလည်းတင်ထားပြီးသားပါဒါလေးကိုကြည့်လိုက်ပါပထမဆုံးအနေနဲ့ extraction ကိုသွားမယ် extract by map ကိုသွားမယ်ပြီးလို့ရှိရင် import raster မှာကျွန်တော်တို့ဒီရန်ထည့်မယ် import raster ကို feature max data မှာဆိုလို့ရှိရင်ဗမော် boundary ကိုထည့်လိုက်မယ် output raster ကျွန်တော်တို့ရေးမယ် output raster ဒီဘယ်နေရာမှာ output လုပ်မှာလဲပေါ့ကျွန်တော်ကတော့ဒီမဲ့ဒီအခုလက်ရှိနေရာမှာနာမည်လေးပေးလိုက်မယ် DEM BHA MO ဗမော် okay ပေးမယ် okay ခဏစောင့်မယ်ဒါ processing လုပ်နေလို့ပေါ့နော်အားပြီးရဲ့အချိန်မှာအောက်မှာကျွန်တော်တို့ဒီမှာ magic လေးအစိမ်းလေးနဲ့ပြတယ် extract by mass ပြီးသွားပြီအဲ့တော့ဒီကျွန်တော်တို့ငကိုထည့်တဲ့ DN လေးကို magic လေးကိုကျွန်တော်ဖြုတ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်အဲ့တော့ဗမော်ခရိုင်ရဲ့ digital elevation model လေးရပြီအဲ့တော့ဒီမှာ symbology ကျွန်တော်တို့သွားပြီးတော့ပြင်လို့ရပါတယ် symbology သွားပြီးပြင်လို့ရတယ်အဲ့တော့ဒီကျွန်တော်တို့ဗမော်ဒီရဲ့မှာအနိမ့်ဆုံးဒီ49မီတာရှိတယ်အမြင့်ဆုံးဒီ2380မီတာရှိတယ်ကျွန်တော်တို့လုပ်မဲ့ project တစ်ခုမှာမီတာတန်ဖိုးတွေနဲ့ကျွန်တော်တို့အလုံးမလုပ်ဘဲနဲ့ပေတန်ဖိုးနဲ့ကျွန်တော်တို့အလုံးလုပ်ရမယ် project ဖြစ်တယ်ဒါကြောင့်မို့ဒီတန်ဖိုးတွေကိုကျွန်တော်မီတာကနေပေကိုကျွန်တော်တို့ပြောင်းမယ်အဲ့တော့မီတာကနေပေပြောင်းမယ်ဆိုလို့ရှိရင်သူ့ရဲ့ဆက်နွယ်ချက်ပေါ့နော်သင်ကြားဆက်နွယ်ချက်ကိုကျွန်တော်တို့ကသိရမယ်10မီတာမှာเนาะဘယ်နှပေရှိလဲပေါ့10မီတာမှာဆိုလို့ရှိရင် 3.28084 ပေရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့က10မီတာကို 3.28084 နဲ့မြောက်လိုက်တယ်ဆိုလို့ရှိရင်ပေတွေရလာမယ်ဒါကိုကျွန်တော်တို့ကဘယ်ဟာကိုအသုံးပြုမလဲဆိုလို့ရှိရင်
ဒီမဲ့ algebra တွေက raster calculator tools ကိုအသုံးပြုပြီးတွက်ကြည့်မယ် raster calculator ကို double click နှိပ်မယ် dn ဗမောအမြောက်ကိုနှိပ်မယ်ပြီးလို့ရှိရင် 3.28084 ပေါ့နော်ဒါနဲ့ကျွန်တော်တို့မြောက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က output raster ပေါ့ output raster မှာဆိုလို့ရှိရင်ဗမော dn ကျွန်တော်တို့က FED fit စိတ်ပေးလိုက်မယ် okay ပေးမယ်ဒါဆိုသူ processing လုပ်နေပြီအဲ့တော့ဒီမှာကြည့်ကြည့်မယ်ကျွန်တော်တို့ရလာတဲ့တန်ဖိုးဒီ load value ဒီ154.199ဒါဒီကျွန်တော်တို့က PD ဖြစ်သွားပြီเนาะ PD ဖြစ်သွားပြီအဲ့တော့အမြင့်ဆုံးတန်ဖိုးဒီ9814.96ဒါရည်ဒီရဲ့ P ဖြစ်သွားပြီဒါဒီကျွန်တော်တို့က raster calculator ကိုအသုံးပြုပြီးတော့မီတာကနေ P ကိုပြောင်းလဲတွက်ချက်ခြင်းပဲဖြစ်ပါတယ်ဒါအပြင် P ပေါ့နော်ဒီထဲကနေမှကျွန်တော်တို့ P 1500အောက်က data တွေကိုလိုချင်တယ်အမြင့်တွေကိုပေါ့ကျွန်တော်တို့လိုချင်တယ်ဆိုလို့ရှိရင် raster calculator နဲ့ကျွန်တော်တို့တွက်မယ်ပြီးလို့ရှိရင် Bemol feed ပေါ့နော် Bemol feed ကို double click နှိပ်မယ် P 1500အောက်ဆိုလို့ရှိရင် less than ပေါ့ဒီမှာကျွန်တော်တို့1500ကိုရိုက်ထည့်မယ်ပြီးရတဲ့ကျွန်တော် output raster ရွေးမယ် dm Bemol less less 1500 6ပေးမယ် okay ပေးမယ်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်ကြည့်မယ်ဒီမှာမြင်ရတဲ့ပုံဒီမှာ0နဲ့1ဆိုပြီးနှစ်ခုထွက်လာ0ဒီ1500မဟုတ်တဲ့ဟာအဲ့တော့ဒါဒီကျွန်တော်တို့က null value ပေးလိုက်မယ် null value ပေးလိုက်မယ် okay ဟုတ်ပြီနော်ဒီ dm feed လေးကိုကျွန်တော်ခဏပိတ်ထားလိုက်မယ်ဗမောဆိုလည်းပိတ်ထားမယ်အဲ့တော့အခုမြင်နေရတဲ့ဒီအစိမ်းအောင်နေရာတွေဒီ P1500 အောက်အမြင့်ရှိတဲ့နေရာတွေပဲဖြစ်ပါတယ်ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့က P1500 အောက်မှာဘာတွေစိုက်ပျိုးတင်လဲဘာတွေလုပ်တင်လဲဒါတွေကိုကျွန်တော်တို့ကတွက်ချက်လို့ရမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့က P1500 နဲ့ P2000 ကြားတဲ့ data ကိုလိုချင်တယ်ဒါလည်းကျွန်တော်တို့တွက်လို့ရပါတယ်ဒီမှာ raster calculator အဲ့တော့ကျွန်တော်တို့က P1500 နဲ့2000ကြားတဲ့ data ကိုလိုချင်တယ်ဆိုတော့ condition နှစ်ခုစစ်ရမယ်တခုဒီ Bemol dn ဒီ1500ထက်ကြီးရမယ်1500ထက်ကြီးရမယ်ပြီးလို့ရှိရင် n နောက်တစ်ခုကတော့ကျွန်တော်တို့က Bemol feed ဒီ2000အောက်နေရမယ် less than 2000အဲ့တော့ဒီဟာလေးကိုကျွန်တော်တို့ကခွင့်စာခွင့်မိတ်ထဲမှာထည့်မယ်ပေါ့ကျွန်တော် condition ကနှစ်ခုဖြစ်နေတာဖြစ်တဲ့အတွက်ခွင့်စာခွင့်မိတ်ထဲမှာကျွန်တော်တို့ကထည့်ပေးရမယ်ပြန်စစ်ကြည့်မယ် Bemol feed ဒီ1500ထက်လည်းများရမယ်နောက်တစ်ခုကကြ Bemol feed ဒီ P2000အောက်ဖြစ်ရမယ်ရပြီကျွန်တော်ဒီမှာ output location ကိုရွေးမယ်နာမည်က BET WEEN between 1520ပဲရေးလိုက်တော့ရှေ့နေမှာဆိုလို့မလို့ save ပေးမယ် okay ပေးလိုက်ဟုတ်ပြီဒီမှာ0နဲ့1နဲ့ထွက်လာတယ်အဲ့တော့0ဒီကျွန်တော်တို့ null value တွေဖြစ်တယ်အဲဒီဟာတွေကိုကျွန်တော်တို့ကပိတ်လိုက်အဲ့တော့သူ့ရဲ့ color အစိမ်းအောင်ကိုပြာရောင်လေးကျွန်တော်ပြောင်းကြည့်လိုက်မယ်ဒါကို less than 1500ကျွန်တော်ပိတ်လိုက်အဲ့တော့အခုမြင်နေရတဲ့နေရာတွေဒီ P1500 နဲ့2000ကြားထဲမှာရှိနေတဲ့တောင်ကုန်းတွေဖြစ်တယ်ဒီပေါ်မှာ model မှာ channel analysis တွေလုပ်လို့ရတယ်ဒါသည်ကျွန်တော်တို့ကဒီ raster calculator ကိုအသုံးပြုပြီးတော့ကိုလိုချင်တဲ့ data တွေရအောင်တွက်ထုတ်ခြင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ raster calculator နဲ့ပတ်သက်ပြီးတော့ဆွေးနွေးစရာရှိရင် YouTube ဗီဒီယိုအောက်မှာဆွေးနွေးနိုင်ပါတယ်ကျွန်တော်ရဲ့ဆွေးနွေးမှုကိုနှစ်သက်တယ်ဆိုလို့ရှိရင် like and share ပေးနိုင်ပါတယ်ကျွန်တော်ရဲ့ဆွေးနွေးမှုကမိတ်ဆွေတို့အကျိုးရှိရဆိုလို့ရှိရင်ကျွန်တော် channel ကို subscribe ပေးဖို့မေတ္တာရပ်ခံလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ